စစ်တပ်ကိုနိုင်အောင်တိုင်းမရပဲစစ်တပ်ကိုနိုင်အောင်တိုင်းမရပဲစီးပွားရေးမပြေလေတော့စီးပွားရေးမပြေလေတော့ကြော်မယ်ခွမယ်အလေးခိုးမယ်စီခိုးမယ်ဒါရီအစ်စ်လုပ်ရလိမ့်မယ်နိုင်ငံတစ်လူမျိုးအစ်စ်နိုင်ငံတစ်လူမျိုးအစ်စ်နိုင်ငံတစ်လူမျိုးအစ်စ်ဘယ်လိုလူမျိုးလဲဖက်ဒရယ်နိုင်ငံသားတွေငါတို့အားလုံးမြန်မာနိုင်ငံသားတွေကျွန်တော်တို့နိုင်ငံတစ်ကိုစနစ်တစ်နဲ့ချီတက်ဖို့အတွက်လောက်ရမှာတစ်ခုပဲရှိတော့တယ်စစ်တပ်ကိုနိုင်အောင်တိုင်းမရပဲစစ်တပ်ကိုနိုင်အောင်တိုင်းမရပဲလုံးဝမတိုင်နိုင်ဘူးလုံးဝမတိုင်နိုင်ဘူး